Let's unbox DJI Osmo Pocket 3ဒီနေ့မှာတော့ခိုးဖိဖိနဲ့မေစီက birthday present ရထားတဲ့ DJI Osmo Pocket 3 Creator Combo လေးကို unboxing လုပ်တော့မှာဖြစ်ပါတယ်။လော်ရမယ့်ဒီလေးအတွက်ဆိုလို့ရှိရင်ကင်မရာတက် mic တက် tripod တက်ပေါ့နော်အဲ့လိုမျိုး live ဝယ်မယ့်အစားဒီလိုမျိုး box လေးတစ်ခါလေးဝယ်လိုက်လို့ရှိရင်ဒါစီးလေးပိုတန်နေပြီးတော့လိုအပ်တဲ့ accessory လေးတွေအကုန်လုံးပါပြီးသားပေါ့နော်အခုလိုမျိုးအိတ်လေးနဲ့လာဆိုတော့ခုလိုမျိုး clancy ပြတ်တဲ့သူမျိုးအတွက်ဆိုလို့ရှိရင်အရင်ဆင်ပြေတယ်ဘာလို့လဲဆိုပစ္စည်းလေးတွေမပြောက်တော့ဘူးတွားလာတာလည်းလွယ်ကူတယ်ပေါ့နော်ဒီအိတ်လေးနဲ့တည်သွားလို့ရှိရင်သူကအထဲမှာအကန့်လေးတွေထပ်ပြီးတော့ခွဲထားပြီးသေးတယ်အိတ်လေးထဲမှာက compact ဖြစ်ပြီးတော့ကိုင်းလို့ကောင်းတဲ့ Osmo Pocket 3လေးပါတယ်DJI Mic 2 transmitter လေးပါတယ်သူက wireless ဖြစ်တဲ့အတွက်အရင်တော့လိုကြိုးတွေကိုအင်ကြီးထဲကနေပြီးဖုံးရတာမျိုးမရှိတော့ဘူးနော်နောက်တစ်ခုကကင်မရာနဲ့မိုက်နဲ့ connect လုပ်ရတဲ့အချိန်ကလည်းတော်တော်လေးမြန်နေပြီးတော့ battery handle လေးတစ်ခုပါတယ်သူကတော့ extra battery ပေါ့နော်သူက handle အနေနဲ့လာတာဒါလေးကကြတော့ battery မပါတဲ့ original handle လေးပြီးရင် mini tripod လေးတစ်ခုလည်းပါတယ်ဒီ tripod လေးဆိုလို့ရှိရင် quality တော်တော်ကောင်းတယ်သုံးလို့လည်းကောင်းတယ်ပြီးတော့တောင်လည်းမသွားဘူးပေါ့နော်ခိုးဆိုလို့ရှိရင်ခုနောက်ပိုင်းဒီအထိုင်ဗီဒီယိုလေးရိုက်တယ်ဆိုလို့ရှိရင်ဒီဟာလေးနဲ့ပဲသုံးမျိုးရိုက်တာတော်တော်အဆင်ပြေတယ်သူ့မှာက original Type C cable ကြိုးလေးပါတယ်ကိုကတော့ကိုရဲ့ဒီ iPhone အသွင်းချိုးနဲ့ပဲတွန်းနေတာပေါ့နော် fast charging နဲ့ဆိုတော့အဆင်ပြေတယ်ဘာမှမဖြစ်ဘူး mic အတွက် windscreen လေးတစ်ခုလည်းပါတယ်လက်မှာချိတ်လို့ရတဲ့ wrist strap လေးလည်းပါတယ်ခိုးဝယ်တော့ကတော့ပေါင်600ကျော်ပေးခဲ့ရပါတယ်330ဝန်းကျင်တော့ရှိရပေါ့နော်ဒါပေမဲ့ပေးရတဲ့ဈေးနဲ့ရတဲ့ quality ကတော်တော်လေးတန်ပါတယ်ဆိုတော့အားလုံးပဲ see you in the next video bye